အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့မှာတော့ကမ္ဘာ့စက်ကုံကိုလှုပ်ခတ်လိုက်တဲ့တရုတ်သမ္မတစီကျင်းပင်ရဲ့ပြုံရန်ခီးစဉ်အကြောင်းကိုဆွေးနွေးပေးတော့မှာဖြစ်ပါတယ်ကမ္ဘာနိုင်ငံရေးစက်ကုံပေါ်မှာအင်အားကြီးနိုင်ငံတွေရဲ့ကစားကွက်ကတကယ်ကိုတက်ရှူမှားလောက်အောင်စိတ်ဝင်စားဖို့ကောင်းလာပါတယ်တရုတ်သမ္မတစီကျင်းပင်ဟာဘေကျင်းမှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ရုရှားသမ္မတဗလာဒီမာပူတင်တို့နဲ့တယောက်တည်းထိပ်တီးတွေ့ဆုံပွဲတွေပြီးအောင်လုပ်ပြီးတာနဲ့ဒီနေ့ပထမဆုံးဂျီပခီးစဉ်ဖြစ်မြောက်ကိုရီးယားနိုင်ငံစီကိုရောက်ရှိလာခဲ့ပါဒါက2019ခုနှစ်နောက်ပိုင်းပထမဆုံးချိန်ဖြစ်ပြီးတော့ကမ္ဘာရှေ့ချမ်းကစီးရေးနဲ့နိုင်ငံရေးရှိန်ခွင်ရှားတွေကိုကြီးကျယ်ပြောင်းလဲပြစ်နိုင်တဲ့လက္ခဏာတရက်လိုပဲမြင်မိတာလေစိတ်ရောက်တဲ့ချိန်မှာဒါကော်စောနေတွေခင်းတဲ့စစ်ဘက်ရာရှိကြီးတွေတန်းစီပြီးတော့ရဲဘော်ကြီးရှီချင်းဖင်ကိုနှွေးထွေးစွာကြိုဆိုကြတယ်ဆိုတဲ့စိုင်းပုတ်ကြီးတွေကိုကြည့်မယ်ဆိုရင်ဒီတရုတ်နဲ့မြောက်ကိုရီးယားကသူတို့ရဲ့တွေးတောက်မဟာမိတ်အစဉ်အတန်းကိုကမ္ဘာကြီးကိုပြသလိုက်တာနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့မွန်းကျက်နေတဲ့ကင်ဂျုံဝမ်အတွက်တော့တရုတ်နိုင်ငံကဆယ်စုနှစ်ပေါင်းများစွာကလေးကသက်ဆက်ပေးထားတဲ့ဗမာစီးပွားရေးနဲ့ဗန်ဒမန်ရေးမိတ်ဖက်ကြီးတစ်ခုဖြစ်တယ်ဆိုတာကိုတော့အားလုံးသိကြရဒီခီးစဉ်ရဲ့ရှေးနဲ့နိုင်ငံရေးမှာပြောမြောက်လက်ကွက်တွေကဒီထက်မကပို့ပြီးတော့လက်ရှိုင်းတော့ဝါရှင်တန်နဲ့ပြုလုပ်နေတဲ့ဒီနျူကလ িয়ার ဆွေးနွေးပွဲတွေကလမ်းစပြောက်ပြီးတော့မေးမယားဖြစ်နေတဲ့အချိန်မှာတစ်ဖက်မှာလည်းအမေရိကန်ကတရုတ်ကိုဝိုင်းရန်ပိတ်ဆို့ဖို့ကြိုးစားနေတဲ့အချိန်ဒီလိုမျိုးအခြေအနေတွေမှာရှီကျင်းဖင်ကမြောက်ကိုရီးယားကိုပွက်ဖဲအနေနဲ့ထုတ်ပြီးတော့ကစားလိုက်တာပြောရရင်မင်းတို့ငါ့ကိုဖိအားပေးရင်ငါမှလည်းမင်းတို့ကိုရှောက်လန့်နိုင်တဲ့မဟာမိတ်ရှိတယ်ဆိုတဲ့ message ကိုတိုက်ရိုက်ပေးလိုက်တာပြီးရလာကရှီကျင်းဖင်နဲ့ Trump တို့ပေကျင်းမှာတွေ့လုံးကလည်းမြောက်ကိုရီးယားနျူကလ িয়ার ဖြတ်သိမ်းရေးကနိုင်ငံလုံးရဲ့ပုံကြီးမှန်းချက်ပါဆိုပြီးတော့အင်ဖြူတော်ကကြီးညာခဲ့တယ်တကယ်လက်တွေ့မှာဒါကြီးကဖြစ်နိုင်ပါမလားရှီကျင်းဖင်ကမြောက်ကိုရီးယားမြေပေါ်ကိုရှေ့မချခင်ညပိုင်းမှာပဲဒီကင်ဂျုံဝမ်ရဲ့ညီမကငါတို့ရဲ့နျူကလ িয়ার စီစဉ်ကဘယ်တော့မှနောက်ပြန်ဆုတ်မှာမဟုတ်ဘူးလို့ဘာကိုပြက်ပြက်သားသားကြာစတန်ပေးလိုက်တာဒီအချက်တွေကိုကြည့်မယ်ဆိုရင်ဒီတရုတ်ရုရှားမြောက်ကိုရီးယားဒီသုံးနိုင်ငံရှစ်ချမ်းဝင်ယူဆုံးကအမေရိကန်ဥဆောင်တဲ့နောက်အစုကိုတံပြန်ဖို့စီးရရောနိုင်ငံရေးရပါပုံမူကျစ်လက်လာတဲ့ရှေ့ပြေးလက္ခဏာတွေကိုထင်ရှားမြင်တွေ့လာတာဒါကြောင့်လေဒီရှီကျင်းဖင်ရဲ့ဒီခီးစဉ်ကဝါရှင်တန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေကိုလှည့်ပြောင်းဖြစ်လာစေမလားဒါမှမဟုတ်အမေရိကန်နဲ့တိုင်ဆိုင်မှုမှာတရုတ်အတွက်အကောင်းဆုံးနိုင်ငံရေးအမျက်ထုတ်မှုဖြစ်သွားမလားဒေတာရင်းစီးတင်းမာမှုတွေကပို့ပြီးတော့ပြင်းထန်လာအောင်မလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်သွားရနိုင်တဲ့နိုင်ငံရေးကစားကွက်လိုပဲကျွန်တော်အနေနဲ့မြင်မိတယ်အားလုံးကိုကျေးဇူးတင်ပါတယ်